မင်္ဂလာပါရှင်ဇန်နဝါရီလ6ရက်နေ့အတွက်မြို့တော်ရဲ့နေ့လည်ခင်းသတင်းအစီအစဉ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်မကတော့စုပြေနနာလေးပါဒီကနေ့အတွက်တင်ဆက်ပေးမှာကတော့မကွေးအကျဉ်းထောင်မှာနိုင်ကျင်း35ဦးကိုရိုက်နှက်ကတလနီးပါးကြာတိုက်ပိတ်ထားတဲ့သတင်းပါဝင်ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ရတရှိမြို့နယ်အတွင်းကမဲယုံကိုလုံခြုံရေးယူပေးနေတဲ့စစ်ကောင်ရှင်တပ်ဖွဲ့ဝင်တွေကိုတော်လိုင်းရေးတပ်တွေကဝင်ရောက်တိုက်ခိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်တောင်ငူခရိုင်ရတရှိမြို့နယ်အောက်ချမ်းသာကျေးရွာမှာအထိုင်ကျတပ်ဆွဲပြီးရွေးကောက်ပွဲကိုလုံခြုံရေးယူပေးနေတဲ့စစ်ကောင်ရှင်တပ်ဖွဲ့ဝင်တွေကိုဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ရတရှိမြို့နယ်အခြေစိုက်တရင်3534တပ်ဖွဲ့တွေကမနေ့ကသတင်းထုတ်ပြန်ထားပါတယ်ဒီဇင်ဘာလ28ရက်နေ့နေ့လယ်1:15မိနစ်အချိန်မှာရတရှိမြို့နယ်ပကဖနဲ့နေပြည်တော်တရင်808တို့ကဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတိုက်ပွဲဖြစ်ပွားချိန်မိနစ်20ခန့်ကြာမြင့်ခဲ့တယ်လို့သိရပါတယ်အဆိုပါတိုက်ပွဲဖြစ်ပွားပြီးနောက်စစ်ကူရောက်ရှိလာတဲ့စစ်ကောင်ရှင်တပ်ဖွဲ့ဝင်တွေကိုတခွဲကျဲကြီးရွာအနီးမှာတော်လိုင်းတပ်ဖွဲ့တွေကကြိုတင်ဆောင်ဆိုင်တိုက်ခိုက်ခဲ့ရာစစ်ကောင်ရှင်ဘက်ကလည်းလက်နက်ကြီးတွေ Wi-Fi စက်တနက်တွေနဲ့မနားတမ်းပစ်ခတ်တိုက်ခိုက်ခဲ့ပေမဲ့တော်လိုင်းတပ်ဖွဲ့တွေကကြိုတင်ပြင်ဆင်တိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်ရှင်တပ်ဖွဲ့ဝင်တွေအထိနာဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့ဆိုပါတယ်တိုက်ပွဲမှာညနေ9:00နာရီမှည9:00နာရီအထိပြင်းထန်စွာဖြစ်ပွားခဲ့ပြီးစစ်ကောင်ရှင်တပ်ဖွဲ့ဝင်4ဦးသေဆုံးက3ဦးဒဏ်ရာရရှိခဲ့ပြီးတော်လိုင်းရဲဘော်တွေကထိခိုက်မှုမရှိဘဲ RPG ပိုရန်2တောင် NEG ပေါင်း2ခု 9.56 G 42တောင်နဲ့ equipment တစ်စုံတို့ကိုတင်ဆက်ရရှိခဲ့လို့ထုတ်ပြန်ချက်ရသိရပါတယ်။တိုက်ပွဲအတွင်း120မမလက်နက်ကြီးတွေနဲ့စစ်ကောင်ရှင်ဘက်ကပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ပြည်သူအမျိုးသမီး2ဦးသေဆုံးကပြည်သူအမျိုးသား2ဦးထိခိုက်ဒဏ်ရာရရှိခဲ့လို့လည်းဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုတရင်3534ရတရှိမြို့နယ်ပကဖနေပြည်တော်တရင်808 806 809တို့မှအတူပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ရတရှိမြို့နယ်အခြေဆိုင်တရင်3534ရဲဘော်တွေကစစ်ကောင်ရှင်ပြုလုပ်တဲ့အတူရောင်ရွေးကောက်ပွဲကိုပြပြင်းထန်ထန်တားဆီးတိုက်ဖြတ်သွားမှာဖြစ်တဲ့အတွက်စစ်စစ်ရေးနယ်မြေတွေအတွင်းမှာရှိတဲ့မဲယုံနေနဲ့စစ်ကောင်ရှင်တပ်တွေရှိတဲ့နေရာတွေကိုပြည်သူများအနေနဲ့တွာလာခြင်းမပြုလုပ်ကြဖို့ကိုလည်းအတည်ပြုထားပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နဘတ်ရွာကိုဇိုင်းဟိုကော်ပရာနဲ့ဘုံဒီ3လုံးကျချခဲ့လို့ဒေသခံ2ဦးသေဆုံးတဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းမြောင်မြို့နယ်ကနဘတ်ကျေးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဇိုင်းဟိုကော်ပရာနဲ့ပေါင်120ဘုံဒီတွေကျချတိုက်ခိုက်ခဲ့တာကြောင့်ကျေးရွာတွေကဒေသခံ2ဦးသေဆုံးပြီး9ဦးထိခိုက်ဒဏ်ရာရရှိခဲ့လို့သိရပါတယ်။ဇန်နဝါရီလ9ရက်မနေ့ကမနက်ပိုင်းကဇိုင်းဟိုကော်ပရာ3စီးနဲ့နဘတ်ကျေးရွာရှိမြသိန်းနယ်ဖျားဝင်းတွေကဓမ္မယုံနဲ့အနီးတစ်ဝိုက်ကို120ဘုံဒီ3လုံးကျချခဲ့လို့သိရပြီးနှလုံးပောက်ကွဲကတလုံးမကြီးပင်မော်တင်ခဲ့လို့သိရပါတယ်။နှလုံးပောက်ကွဲတဲ့တလုံးကမြသိန်းနယ်ဖျားဘေးကမကြီးပင်မော်တင်နေတာရွာရှိဘက်ကိုတလုံးကြတယ်အမျိုးသား1ယောက်အမျိုးသမီး1ယောက်သေးတယ်9ယောက်ထိခိုက်တယ်လို့ဒေသခံတူကမြို့တော်ကိုပြောပါတယ်။အသက်30ဝန်းကျင်နေဖြစ်တဲ့မတ်တီလီကျော်နဲ့ကိုဟေးကိုတို့2ဦးဟာနေရာမှာတင်သေဆုံးခဲ့ပြီးကိုဟေးကိုဟာဦးကောင်ဘုံဆောင်မှန်သေဆုံးခဲ့ပြီးမတ်တီလီကျော်ကတော့ထပ်ပိုင်းပြတ်သွားတယ်လို့သိရပါတယ်။9ယောက်ကတော့ဒဏ်ရာပြင်းထန်ရတယ်။အမျိုးသား1ယောက်ကတော့ခေါင်းကိုဘုံဆောင်မှန်ပြီးသေသွားတယ်။အမျိုးသမီး1ယောက်ကတော့ခါကပြတ်သွားတယ်လို့ဒေသခံတူကမြို့တော်ကိုပြောပါတယ်။နဘတ်ကြီးရွာဟာမြောင်မြို့နယ်အနောက်ဘက်ခြမ်းမှာတည်ရှိပြီးအင်ဂျီ1000ဝန်းကျင်ရှိကလူစီကားတဲ့ရွာကြီးတရွာဖြစ်တယ်လို့သိရပြီးလက်တလုံးမှာစစ်ကောင်ရှင်ရဲ့စစ်ကြောင်းထိုးမဲ့ရန်ကိုကြောက်နေရတာကြောင့်ဒေသခံတွေကြိုတင်စစ်ပေးရှောင်နေရတယ်လို့သိရှိရပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့မကွေးအကျဉ်းထောင်မှာနိုင်ကျင်း35ဦးကိုရိုက်နှက်ကတလနီးပါးကြာတိုက်ပိတ်ထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေးအကျဉ်းထောင်တွင်နိုင်ငံရေးအကျဉ်းသား35ဦးကိုထောင်အာဏာပိုင်တွေကရိုက်နှက်နှိပ်စက်ကတလနီးပါးကြာတိုက်ပိတ်ထားတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNN ကထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့2025ခုနှစ်ဒီဇင်ဘာလ10ရက်နေ့မှာမကွေးအကျဉ်းထောင်ရှိအမျိုးသားဆောင်လေးမှာနိုင်ငံရေးအကျဉ်းသားတွေကို1000လုံးရှိစာပိတာပကံများစီကြောရန်ထောင်အာဏာပိုင်များကအတင်းအဓမ္မစေခိုင်းခဲ့လို့ဆိုပါတယ်။ထို့သောစေခိုင်းမှုကိုမဆောင်ရွက်နိုင်ကြောင်းပြောဆိုတဲ့အတွက်နိုင်ငံရေးအကျဉ်းသားတွေကိုမျက်နှာအဝတ်စီးရိုက်နှက်ခြင်းနေဘူးလှမ်းခြင်းနဲ့ဝါရာကျိုးတွေနဲ့ရိုက်နှက်ခြင်းတို့ပြုလုပ်ခဲ့တာကြောင့်အကျဉ်းသားအချို့ခေါင်းကွဲဒဏ်ရာများရရှိခဲ့ကြောင်းဖော်ပြထားပါတယ်။အဆိုပါရိုက်နှက်မှုမှာထောင်ဝင်နှန်းတပ်ပိုင်စုနဲ့အတူအကျဉ်းသားတန်းစီအချို့ဖြစ်တဲ့တရောင်ထွန်းစစ်သားကြီးငပွေးနဲ့မြက်ကိုတို့ကပြုလုပ်ခဲ့ပြီးရိုက်နှက်ခံရသူနိုင်ငံရေးအကျဉ်းသား35ဦးကိုဒီဇင်ဘာလ10ရက်နေ့မှဇန်နဝါရီလ9ရက်နေ့အထိတိကျတိုက်ပိတ်ထားကြောင်း PPNN ကအတည်ပြုထားပါတယ်။မကွေးအကျဉ်းထောင်ရှိထောင်ဝင်နှန်းတွေဟာ
ထောင်တွင်း၌ရောင်းချတဲ့ဈေးပါတွေမှာမတန်တဆဈေးများဖြင့်ရောင်းချနေတဲ့အတွက်နိုင်ငံရေးအကျဉ်းသားတွေကထောင်ဝင်နှန်းတွေရဲ့ငွေကိုဖျက်တောက်နိုင်မှုထောင်မှရောင်းတဲ့ကိုရများကိုမစားဘဲကွန်ဖျက်ထောင်ရေးလှုပ်ရှားမှုကိုဒီဇင်ဘာလ19ရက်နေ့တွင်ပြုလုပ်ခဲ့ကြပါတယ်။အဆိုပါပြုလုပ်ခဲ့သဖြင့်နိုင်ငံရေးအကျဉ်းသား17ဦးကိုထောင်ဝင်နှန်းများကရိုက်နှက်ကချီချင်းများခတ်ပြီးနောက်ယနေ့အထိတိုက်ပိတ်ထားကြကြောင်းလည်းသိရပါတယ်။လက်တလောအနေနဲ့ထောင်ဝင်စာအဖြစ်စီနဲ့တတိများကိုခွင့်မပြုခြင်းအဲ့တွင်ခွင့်ကိုတဦးသာခွင့်ပြု၍နှစ်ဦးတွေ့လိုပါကငွေပေးရခြင်းများလည်းရှိနေကြောင်းသိရှိရပါတယ်ရှင်။မြို့တော်ရဲ့နေ့လည်ခင်းသတင်းအစီအစဉ်ကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူများအားလုံးကိုစိတ်နှဖျားကျန်းမာချမ်းသာကြပြီးဆရာနာရှင်စနေဆိုလာအောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းနဲ့သဘာဝဘေးရန်ရဲ့အတွေ့အကြုံမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်အဖွဲ့သားများကဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။